တိုင်းလူတိုင်းဟာကိုမဆုံးမသေးသမျှကိုမပြင်သေးသမျှဆရာမိဘတွေဘလောက်ပဲဆုံးမကိုဆုံးမနိုင်မှသာလေအရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ်ဆရာမိဘဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်သို့တော့ဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တိုင်ကဒီမှာရင်ကျေးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ်တိုင်ကိုပြုပြနိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွှန်ပြရုံတက်မြတာဖြစ်တယ်ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှိရင်ပြစုံတဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းတရားတွေကိုသတိပေးတဲ့စကားမိန့်ကြားခဲ့တယ်တုံမေဟိကိစ္စံအတ္တပံလို့တဲ့လှုပ်တဲ့ကိစ္စတွေကိုမင်းတို့ဖာသည်စ조사ရမှာဖြစ်တယ်ငါကတော့လမ်းညွှန်ပြတ်ဆုံးမ